ရာသီဥတုလေးနည်းနည်းပူလာနဲ့9ကြော်ကြီးစိမ့်ချက်လေးချက်စားမှာဖြစ်ပါတယ်9ကြော်လေးကိုနှက်ထားပြီးရင်ရဲနေအောင်ကြော်လိုက်မှာဖြစ်ပါတယ်ပြီးရင်ကြီးသီးထောင်းကျက်သွန်နီတီးထားပြီးသားလူသီးစိမ့်လေးကိုကိုက်ထားပါမယ်ရန်သင်းလုပ်ထားပါမယ်ကျက်သွန်ကိုစီချက်တက်ပြီးသွားရင်ရောင်လေးပြောင်းလာနဲ့ငပီလေးသုံးထည့်ပါမယ်ငပီလေးတွေအယောင်ပြောင်းသွားပြီဆိုတာနဲ့အယုတ်သီးလေးစထည့်ပါမယ်ကျက်သွန်လေးတွေအယောင်ရဲလာပြီဆိုရင်ရတာလေးတွေစထည့်ပါမယ်ကျက်သွန်လေးတွေအယောင်ပြောင်းသွားပြီဆိုတာနဲ့ချိတ်ထားတဲ့မကြီးစိမ့်ကိုထည့်ပါမယ်ငပိနံလေးတွေမွေးလာပြီးကျက်သွန်လေးတွေအယောင်လေးတွေရဲလာပြီဆိုတာနဲ့ရတာစထည့်ပါမယ်စားနှစ်စွန်းထည့်ပါမယ်ပြီးရင်အချိုးမုံတစ်စုံထည့်ပါမယ်ပြီးသွားတာနဲ့ဓမ္မအောင်မှုပြီးသွားတဲ့အခါကျရင်ကြော်ထားတဲ့9ကြော်လေးကိုရတာဝင်တော့နှင်းပေးမှဖြစ်ပါတယ်အိုးကသေးနေတဲ့အတွက်ကြောင့်မို့လို့အိုးကြီးတဲ့ကိုပြောင်းပြီးရေကျဲအေးလေးထည့်ပြီးအနံ့ကောင်းတော့အောင်နန်းနန်းပင်လေးထည့်လိုက်မှဖြစ်ပါတယ်သူနဲ့လိုက်ဖက်တဲ့အတူကတော့ရစ်တူဖြစ်ပြီးတော့လက်ရှိမှာတော့ကျွန်တော်မှမရှိတဲ့အတွက်ကြောင့်မို့လို့ရှိတဲ့အတူနဲ့ပဲတိုးစားလိုက်ပါတယ်